နိဗ္ဗာန်ကိုတွေ့မြင်မှုရအတွက်ယုံနာကိုရှုတယ်ဆိုတဲ့နေရာမှာပဋိစ္စသမုပ္ပါဒ်နဲ့ကြည့်ပြီးတော့ပြောမယ်ဆိုရင်ပဋိစ္စသမုပ္ပါဒ်မှာပဋိစ္စသမုပ္ပါဒ်စက်ကိုဖြတ်တဲ့အခါမှာဝေဒနာပစ္စယတဏှာကနေဖြတ်ရတယ်လို့ဒီလိုပြောကြတယ်ပေါ့အဲ့ဒီလိုပြောတာမမှားပါဘူးဝေဒနာကိုရှုပြီးတော့တဏှာမဖြစ်အောင်လုပ်တာသို့သောဝေဒနာရင်ရှုရမှာတော့မဟုတ်ဘူးရှုနိုင်တာကဒါကြောင့်မို့လို့ပရိစ္ဆသမုပ္ပါဒ်ကိုဖွင့်တဲ့ဝိပင်ကတုတ်မှာဆိုလို့ရှိရင်ဝိညာဏကနေစပြီးတော့ရှုနိုင်တယ်ပရိစ္ဆသမုပ္ပါဒ်ဟာနှမျိုးခွဲခြားပြီးတော့မှတ်တဲ့နဲ့ပရိစ္ဆသမုပ္ပါဒ်ကိုအတိတ်အနာဂတ်ပစ္စုပန်အတိတ်ပစ္စုပန်အနာဂတ်အဲ့ဒီလိုအပိုင်းနဲ့မှတ်တာကတန်တရားကိုရှင်းပြတဲ့အနေနဲ့ပြောတာဝိပဿနာတရားရှုပြီးဆိုလို့ရှိရင်တော့ဒီပရိစ္ဆသမုပ္ပါဒ်ထဲမှာပါတဲ့ပစ္စုပန်တရားတွေအကုန်ရှုလို့ရသွားပြီဆိုပါစို့ခုနကမျက်စိနဲ့အဆင်းအာယုံလေးဆုံတဲ့အခါမှာမြင်သိစိတ်ဆိုတာပေါ်တယ်အဲ့ဒီမှာမျက်စိဆိုတာရုပ်တရားရူပယုံအဆင်းအာယုံဆိုတာလည်းရုပ်တရားပဲအဲ့ဒီရုပ်တရားနှစ်ခုပေါင်းစုံမှုကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ကနံတရားစက္ကုပ္ပတာရကိုလည်းပဲဝိပဿနာအနေနဲ့ရှုလို့ရတယ်ရူပယုံကိုလည်းပဲဝိပဿနာရှုလို့ရတယ်ဖြစ်ပေါ်လာတဲ့စက္ခုဝိညာဉ်စိတ်ကိုလည်းပဲဝိပဿနာရှုလို့ရတယ်အဲ့ဒါဟာသင်္ခါရပစ္စယဝိညာဏနဲ့မှလည်းပဲဒီဝိညာဏကိုရှုလို့ရတယ်လို့ဒီလိုဆိုလိုတာထို့တူပဲနားကကြားလို့ကြားပြီးတော့သိတဲ့သောတာဝိညာဉ်နှာခေါင်းကနံပြီးတဲ့ခန္ဓာဝိညာဉ်ဇီဝဝိညာဉ်လျှာကနေသိတဲ့ဇီဝဝိညာဉ်ခန္ဓာကိုယ်ကထိတွေ့ပြီးသိတဲ့ကာယဝိညာဉ်စိတ်ထဲကကြံတွေးပြီးတော့သိရတဲ့မနောဝိညာဉ်အဲ့ဒီဝိညာဉ်6ပါးကိုလည်းပဲဝိပဿနာအာယုံအနေနဲ့ရှုမယ်ဆိုလို့ရှိရင်တဏှာကိုပယ်တာပဲပေါ့ဝိညာဏပစ္စယနာမရူပံဆိုတဲ့ထဲမှာလည်းပဲလောကီနာယုတ်တွေကိုယုတ်တရားတွေအလုံးကိုရှုနိုင်တယ်ယုတ်တရားရှုနိုင်တယ်ဆိုတဲ့နေရာမှာယုတ်အစစ်18မျိုးကိုရှုတယ်နံတရားတွေတဲကလည်းပဲလောကီနံတွေကိုရှုတယ်အဲ့ဒါလို့ရှုမြင်ခြင်းဖြင့်ဝိပဿနာဉာဏ်ဖြစ်နိုင်တယ်ပေါ့ဟောနောက်တစ်ခုကတော့သလယတနာလို့ဆိုတဲ့အာယတနာ6ပါးမျက်စိနာနာ